yes ဆိုတာပါကျွန်တော်ဆောင်းတာဖြစ်ပါတယ် Apple lock ဒါမှမဟုတ် camera S lock ဖြစ် lock footage နဲ့ရထားတဲ့footage မှန်သမျှကိုတပံကြီးတဲ့ထည့်တဲ့က resolution contrast ချက်ချင်းလုပ်နေတာလားဒါမှမဟုတ်ရင်လည်း lab ကိုကစ်ထည့်လိုက်တာလား host stop ပဲအဲ့လိုတော့မလုပ်ပါနဲ့ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ color grading လုပ်တဲ့အခါအခြေခံကြဆုံးက color grading လုပ်ရမှာပေါ့နော်လုံးဝအခြေခံကြဆုံးကကျွန်တော်ရိုက်ထားတဲ့ footage ကို monitor သိအောင်ကျွန်တော်ဘာသာပြန်ပေးရမယ်ဘာသာပြန်ပေးရဘယ်လိုခေါ်လို့ဆိုတော့ color space transform လို့ခေါ်တယ်ပေါ့နော်ဒီနေ့ဒီဗီဒီယိုတော့ပေါ့နော် color space transform ဆိုတာဘာလဲဆိုတော့ရိုးရှင်းဆုံးနဲ့ Apple တွေတော့ရောအခြား S lock တွေတော့ရောအစစ်3စစ်အနေနဲ့ကျွန်တော်ဒီနေ့ရှင်းပြတော့မှာဖြစ်ပါတယ် Okay ဒီအခုကျွန်တော်ဒီ color space မှာရှိနေတာပေါ့နော်အများသူ့မှာတပံကြီးထဲမှာဆိုအများရှိတယ်အခုဆို21မှာဆို photo page ပါတယ်ပေါ်လာတာပေါ့နော်သူ့မှာဘာကြီးတဲ့အခု color space မှာကျွန်တော်ရှိပါတယ် note တွေမရှိခဲ့ရင်ပေါ့နော် right click နှိပ်ပြီးတော့ edit note မှာ note လေးပါလာမယ်ကျွန်တော်ချိန်လိုက်ပါမယ်အစင်းချင်းကျွန်တော်ချိန်ပါမယ်ဒါလေးကကျွန်တော်အစစ်တင်နေနဲ့ကျွန်တော်ဗာသိရမှာဆိုတော့ကင်မရာကနေလာတဲ့ Apple lock footage ပေါ့နော်ဒါ Apple lock footage ပါဒီရဲ့အစကအစင်းရောင်လိုင်းကဒါက Apple lock ရဲ့ footage တွေပေါ့နော်ဒါကျွန်တော်တို့ချိန်လိုက်မယ်ဒါလေးကကျွန်တော်တို့ဒီ note တွေကကျွန်တော်ဘာသာပြန်ပေးရမှာနော်ဒီ monitor သိအောင်ကျွန်တော်ဘာသာပြန်လို့ရမယ်ဒီ monitor ကကျွန်တော်ဘာသုံးထားလဲဆိုတော့Raspberry online monitor ကျွန်တော်သုံးထားတယ်အခုအကြောင်းမလို့ကျွန်တော်အယောင်မှမရှိဘူးနဲ့ကျွန်တော်ဒီ flat ခုအနေနဲ့ကျွန်တော်မြင်ရမယ်ဒီ monitor သိဖို့တော့ဘာသာပြန်ဖို့တော့ကျွန်တော် effect တွေကိုဝင် color space transform ဆိုတော့ရွေးပြီးတော့နေလို့ရတယ် color space transform ကျွန်တော်ထည့်လိုက်မယ်ဒီ3မပင်မှာဆိုရင်ကျွန်တော်တို့နန်းအကုန်လုံးခုစလုံးကျွန်တော်ပိတ်ထားပါမယ် color space transform ရဲ့အောက်မှာသူ့မှာ4မျိုးရှိတာပေါ့နော်4မျိုးထဲမှာ color space import color space ရှိမယ် import gamma ရှိမယ် output color space ရှိမယ် output gamma ရှိမယ်အဲ့ဒါကိုကျွန်တော်ပထမအုပ်ဆုံးအနေနဲ့ import color space မှာဆိုရင်ကျွန်တော် Apple lock 2နဲ့ရိုက်ထားတယ် Apple lock 2ရဲ့ color space က RA 2020ပါ import gamma မှာဆိုရင်ကျွန်တော် Apple lock နဲ့ကျွန်တော်ရိုက်ထားလို့ Apple lock ကိုထည့်လိုက်ပါမယ် output color မှာဆိုကျွန်တော်ဘာလုပ်ရမလဲဆိုတော့ DaVinci white gamma ကိုကျွန်တော်ပြောင်းပါမယ် DaVinci white gamma ဘာပဲလို့ဆိုတော့အခုလုံးတဲ့ပုံစံက DaVinci white gamma နဲ့တော်တာမလို့ပါ DaVinci white gamma နဲ့ရိုးရိုး gamma နဲ့ဘာကွာလဲဆိုတော့ကျွန်တော် DaVinci white gamma က color space ပုံများပါတယ်ဒါကoutput gamma မှာဆို DaVinci intermediate ကျွန်တော်တောင်းပါမယ် okay ဒါကပထမစစ်ဒုတိယစစ်အနေနဲ့ကျွန်တော်တို့နောက်တစ်ခုကျွန်တော်ထပ်ပွားပါမယ်နောက်တစ်ခုထပ်ပွားမှာဆိုရင်ကျွန်တော်တို့ဒီ shortcut key မှာ option S နှိပ်လို့ရတယ်လို့ဒါမှမဟုတ်ကျွန်တော်ဒီနောက်ထပ်မှာ right click နှိပ် edit note မှာဆိုရင်ကျွန်တော်တို့ edit series ကိုကျွန်တော်နှိပ်လို့ရပါတယ်ပြီးတော့မှ color space တန်ပေါင်းကိုကျွန်တော်ပြန်ထည့်မယ်ဒီနေရာမှာကျွန်တော်တို့ Raspberry online ကိုကျွန်တော်ပြောင်းပါမယ် Raspberry online ကျွန်တော်ပြောင်းပါမယ်ခဏကကျွန်တော်တို့ထည့်ထားတဲ့အောက်ပုံစံအတိုင်းပဲကျွန်တော် auto color space မှာဆိုရင်ဒီပြောင်းပြန်ကျွန်တော်ပြန်ထည့်ရပါမယ် import color space မှာဆိုအရှိကထည့်ထားတာ output ကို import ပြန်ထည့်ပါမယ် color DaVinci white gamma DaVinci intermediate ပြီးတော့ output gamma မှာဆိုရင်ကျွန်တော်ဒီချိန်မှာ Raspberry online ကိုကျွန်တော်ပြောင်းမှာဖြစ်ပါတယ် Raspberry online output gamma မှာဆိုရင်ကျွန်တော်တို့DaVinci gamma 2.4 ပါနော်ဒါဆို2 color လေးထောက်ပါမယ်ကျွန်တော်ဒီမှာဆိုရင်3မှာပြင်မှာဆိုရင် luminous မှာပြင်ကျွန်တော် luminous ကျွန်တော်တို့ယူပါမယ် use ကတော့1000တိကျွန်တော်တင်ပါမယ်ပြီးတော့ဒီမှာဒီ default အနေနဲ့ကျွန်တော်ထားလို့ရပါတယ်ဒါဆိုရင်နံပါတ်2ချက်ပြီးပါပြီနံပါတ်3ချက်အနေနဲ့ဆိုတော့ကျွန်တော် note 3ခုကျွန်တော်ခွဲပါမယ် shortcut key ကဘာဆိုရ option app ပေါ့နော်3ခုထပ်ခွဲပါမယ်အခုအစစ်3စစ်ပေါ့နော် note 3ခုထပ်ခွဲတာရင်ကျွန်တော်ပထမနောက်မှာဆိုရင်ဒါကတော့အဲ့ဆိုကျွန်တော်ချိန်ပါမယ်ဒါဆိုလည်းတင်မယ်ပြီးတော့ကျွန်တော်တို့ shadow နဲ့ချမယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ contrast တင်ပါမယ် contrast ဆိုရင်ကျွန်တော်ဒီကနေယူပါမယ် contrast ဒါ saturation ပါ saturation ကိုကျွန်တော်တို့တင်လိုက်ပါမယ်ဒါဆိုရင်before after ဒီလိုမျိုးရေးကျွန်တော်တို့ရမှာဖြစ်ပါတယ် okay ဒီနည်းလမ်းအတိုင်း brother တို့တောင်းဝင်မယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ဒီ YouTube ဗီဒီယိုကို save ထားလို့ရပါတယ်ဒါမှမဟုတ်ရင်လည်းနေ့တိုင်းကြည့်ရှင်ရင်ကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့ကျွန်တော်ရဲ့ page ကိုလည်း like and follow လုပ်ကြပါနောက်နေ့ကျရင်လည်း Apple lock နဲ့ရိုက်တဲ့ပုံစံလေးကိုကျွန်တော်တင်ပေးတော့မှာဖြစ်ပါတယ်အားလုံးပဲကံကောင်းခြင်းများစွာနဲ့ပန်ချကြပါစေ bye bye